ကဲအားလုံးမင်္ဂလာပါအခုဆိုရင်ဗီဇာလုပ်ဖို့ဆိုကျွန်တော်ကတော့ပင်ဂျုံလေးတွေချိန်နေပါပြီကဲဒါကတော့တကြားရေးစာစီကိုလုံးချိန်ပြီးလို့ရှိရင်အခုဆိုရင်ကျွန်တော်ကတော့အပင်ထဲကိုဂျုံမိုးထဲကိုရေးရတော့260ထည့်ထားပါတယ်နော်အဲ့ဒီရေးနဲ့တကြားရဲ့ရေးအဲ့ဒါကြတော့သူ့ကိုရေးနဲ့ဖြော်ထားပြီနော်ဖြော်ထားပြီပါတယ်7မိနစ်လောက်ဖြော်ထားပြီးလို့ရှိရင်ထားထားတယ်ကဲအခုဆိုရင်ကျွန်တော်ကတော့ဂျုံထဲကိုရေတို့စားတို့ထည့်ပြီးတော့ခုဆိုရင်ဆောက်လို့ရင်ဘီလက်မြေဖြောတဲ့ပုံစံမျိုးနဲ့ဖြောနေပါပြီကဲဘီလက်မြေဖြောတဲ့ဘီလက်မြေကဖြောနေပြီဆိုတော့ခုနကကျွန်တော်ရေနဲ့ရောထားတဲ့နေထားလေးပါနော်ခုဆိုရင်7မိနစ်ပြီးပြီဆိုတော့လောင်းထည့်လို့ရနေပါပြီနော်သူသုံးလို့ရပြီဆိုတော့ခုဆိုရင်ကျွန်တော်ကဘီလက်မြေဖြောတဲ့ခွဲတဲ့ကိုထည့်နေပါပြီကဲရေတွေကိုအကုန်လုံးမထည့်ပဲနဲ့တဖြည်းဖြည်းချင်းထည့်တယ်နော်။ဘာကြောင့်ဖြည်းဖြည်းချင်းထည့်လဲဆိုတော့ရေမြောက်သွားလို့ရှိရင်လုံမောတော့ရခဲနေမှာကြလို့တဖြည်းဖြည်းချင်းလို့ကဲခုဆိုရင်အလဲနဲ့အားမရဘူး။ဒီလက်မြေဖြတ်တယ်လို့မျိုးလုံနေတာအားမရလို့လက်နဲ့နေလိုက်ပါပြီနော်။လက်အိတ်မစောတာဘာကြောင့်လဲဆိုလက်အိတ်နဲ့လုံးဝအဆင်မပြေပါဘူးမုန်းနေတော့နော်။ဒါပေမဲ့အလဲကတော့တာချမ်းပြီးစပ်ပြည့်နေတဲ့သင်ချာစိတ်ထားပြီးမှဥဒ္ဒစင်းနဲ့ကျွန်တော်ဖြန်းထားပါတယ်လဲနော်။ကဲဒီလိုမျိုးနေထားဆိုရင်တော့ရနိုင်ပါပြီပြီးလို့ရှိရင်သူ့ကိုဖုံးအုပ်ပြီးတော့လေးလုံးအောင်ထားပြီးတော့မိနစ်30လောက်ထားပြီးနေထားတော့ဒါမြင်နေသိမ့်ပါမယ်နော်ထားတဲ့အရင်ကခုနကကျွန်တော်ထားထားတဲ့ပုံစံနဲ့လက်စားလောက်ပူသွားပြီလက်စားလောက်တူးနေတဲ့ပုံစံမျိုးနဲ့ဆိုရင်ရနိုင်ပါပြီနော်ကဲအခုဆိုရင်ဗီဇာလုပ်ဖို့တဲ့ဗီဇာရဲ့အနေထားလေးကိုဂျုံပြရဲ့အနေထားလေးကိုကျွန်တော်လုပ်နေပါပြီလိုက်တယ်စိတ်ရရှိရတာနော်စိတ်ရှိလေးနဲ့ပြားလေးပေါ်မှာကျွန်တော်စကူပြားလေးပေါ်မှာတင်ပြီးလုပ်တယ်ပို့ပြီးတော့လုပ်ပါနဲ့စကူပြားလေးပေါ်မှာတင်ပြီးလုပ်တယ်စကူအောက်ခံစကူအမှားနေဆိုတော့ဒါပေမဲ့စကူမှာအဆင်ပြေတယ်စကူပြောနေဆိုတော့အဆင်ပြေတယ်စကူအခုဆိုရင်ခဲရှင်ဒီစော်လေးထည့်ပြီးတော့လှဆင်းနေပါနော်ဗီဇာမလေး2ယောက်အတွက်လှဆင်းနေပါပြီသူတို့မှာလှဖို့တော့မက်ကလေးလိုတယ်နှခမ်းနေပြီမခန်းနေလည်းမကန်းနေလည်းခုဆိုရင်ပြင်ဆင်နေပါပြီ။ထားနေပါပြီနော်။သူတို့အကြိုက်တဲ့နောက်ဆုံးကြတော့ဒီမှာအချီးလေးနဲ့ပြင်ဆင်ကြပါမယ်နော်။ချီးလေးရေးနေတယ်နော်။ဟိုကတော့မုံလေးထည့်ပြီးလို့ရှိရင်ခုဆိုအညာမှွေးနေတဲ့ဗီဇာလေးဆက်ထည့်ကဲခုဆိုရင်ဒီနေ့မှာလည်းစားရှင်းစီဒီလိုဗီဇာလေးမျိုးစားရှင်းတယ်ပူလေးတွေစားရှင်းတယ်ဆိုရင်ကျွန်တော်စီကို highlight မှာကျွန်တော်ရဲ့ messenger ထဲမှာ highlight တာနဲ့ခုချက်ချင်း15မိနစ်နဲ့ရောက်ပို့ပေးပါမယ်နော်ဒီအနီးနားမှာပဲပြောတာနော်အဝေးမှာဆိုတော့အဒီလိုမျိုးအများနဲ့ဆိုတော့ပို့ပေးတယ်ဒါပေမဲ့အနီးနားမှာဆိုတော့ကျွန်တော်15မိနစ်လေးပဲစားရတယ်15မိနစ်လေးစားပြီးဆိုရင်ကျွန်တော်ဒီခန်းတီးအောင်လည်းပို့ပေးပါတော့ဟုတ်ကဲ့ဒီလိုမျိုးဗီဇာလေးတွေစားရှင်းတယ်ဆိုရင်လည်းကျွန်တော်ဒီမှာမှာရတယ်လို့ကျွန်တော်လုံးခုကနေလုံးရှင်းတယ်ဆိုရင်ကျွန်တော်လုံးတဲ့လုံးလေးကိုကြည့်ပြီးတော့လိုက်လို့ရပါတယ်နော်ဟုတ်ကဲ့ကျွန်တော်ဗီဒီယိုလေးကိုဆုံးထိကြည့်ပေးကြတဲ့အားလုံးတဲချင်းစီတန်ကိုကျေးဇူးများကြည့်နေပါတယ်နောက်တစ်ဗီဒီယိုစမ်းတဲ့လေးတွေရှင်လည်းဆက်လက်တင်ပြတော့မယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကို like share လေးလုပ်ထားပေးပါအောင်ကျေးဇူးပါ